နေမှာနေရတဲ့ဟိုပုံစံမျိုးဆိုပေမဲ့အဲ့လိုနေအရန်မကြတာမျိုးဖြစ်ချင်တဲ့အတွက်ပြီးတော့အဲ့ဒီအချိန်တုန်းကလည်းဒါမချူလေးရောဒါရွှေရွှေရောကဟိုစိုင်းလက်ပေါ့နော်ဟန်နီနိုင်လင်းတင်းနဲ့ပဲဒါ join ထားတာဖြစ်တဲ့အတွက်သူတို့ပဲအကုန်စီစဉ်ပေးတယ်ဟိုအဲ့ဒီအချိန်ကလည်းဒါဟိုပကံဘတ်လည်းရောက်နေကြတော့သူတို့ဒီပကံဘတ်ရောက်နေကြတော့ဒါပကံ themes လေးတွေပေါ့နော်အဲ့လိုလေးတွေဒါရွေးချယ်ပြီးတော့မှဝတ်ဆင်ခဲ့တယ်ပေါ့စိန်ကြောစိန်ခေါ်ရင်စိန်ကြောအကြောင်းကောင်းကောင်းသိသွားမယ်မပါလို့ရမလားရှင်ကအလုပ်ကိုစီးပွားဖြစ်အောင်မလုပ်ဖ ೇನೆ စေနာဝန်ထမ်းလုပ်ပြီးတပည့်6ပါးလေးကစိတ်ကုပေးနေရကျမဘာနဲ့သွားစားလဲပုံစံလေးကအစားအရန်ကြီးမြန်မာစံနေရာမျိုးမဟုတ်ပေမဲ့ဟိုကြည့်ရတဲ့အခါမှာချစ်စရာလေးတွေပေါ့နော်ချစ်စရာလေးတွေဖြစ်နေတာချစ်စရာလေးဖြစ်တယ်ဟုတ်တယ်ချစ်စရာလေးဖြစ်နေရလို့မြင်ပါတယ်ငယ်မှာညီယောက်ျားကိုဘယ်ခင်မှနေရလဲဆိုတာသင်ပေးလိုက်ပါအောင်အေးတုံးလိုက်တာအရန်ပဲဟုတ်ကဲ့ပါဟိုကျမ9000ကြောက်ခဲ့ပါတယ်9000ကြောက်ခဲ့အော်အဒီယိုပေးပါအမဒီမေခကာရက်တာလေးကလေအဲ့လိုပေါ့ငွေမတ်တယ်ငွေမတ်ပေမဲ့လည်းယောက်ျားဟောချစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကာရက်တာလေးနှစ်ခုကြားမှာမောင်နှမတွေနဲ့မောင်နှမတွေကြားမှာရောဒီယောက်ျားရဲ့ကြားမှာရောအဲ့လိုပြာများတဲ့ဆင်းလေးလည်းရှိရပေါ့နော်စတူးမင်္ဂလာပါမင်္ဂလာပါရှင်ဒီနေ့ session hashtag ဘယ်လိုလေးလောက်လာတာလဲလို့ဆိုတော့ကျွန်တော်တို့ကတတိထားလိုက်ရင်ရွှေရွှေကိုဒီနေ့တွေ့ရင်တစ်မျိုးနောက်နေ့တွေ့ရင်တစ်မျိုးအဲ့လိုလူတွေလှတယ်လို့ဟုတ်လှတယ်လို့ပြောလို့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့လည်းလှမယ်ထင်လို့ဒီလိုလေးပြင်ဆင်လာတာပေါ့နော်အဓိကတော့style တွေပြင်ဆင်ကြတာပေါ့သူတို့ရဲ့စူးစမ်းအထောက်မှုပေါ့အဲ့တော့ဒီမှာဆိုရင်မေခမယ်ညညီမနှစ်ယောက်ပေါ့နော်ဒီနေရာဘယ်လိုလက်ခံလိုက်တာလဲဒီစိန်ကြော်နဲ့တွဲရမယ်အစီအစဉ်နဲ့ဟုတ်ဟိုစပြီးတော့မှဇက်ဖက်တဲ့အချိန်တုန်းကတော့လေဇက်ဖက်နေနဲ့ကိုဟိုဘယ်လိုရမလဲအဲ့လိုပြန်တွေးပြီးရည်ရတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒါဥစော်နေရလဲပထမတစ်ချိန်ကအဆုံးပြီးသွားပြီဆိုတော့ဒုတိယတစ်ချိန်ဒါဆုံးဖြစ်သွားတဲ့ကားလေးပေါ့နော်ကိုကိုတိုင်းလဲဇက်လေးကိုကြိုက်တယ်ပြီးတော့ဟိုတကယ်ဟိုဒီဟာတာမှာဆိုရင်ဝိုင်းရင်ပေါ့နော်ဥခင်လိုင်းကိုတိုင်းလဲပါဝင်တယ်ပြီးတော့မောင်နှမအနေနဲ့လဲပါဝင်ရမယ်ဆိုတော့ဟိုရွှေဟိုဂျာအဲ့မတိုင်ငယ်မှာရွှေဂျားထဲမှာအဲ့လိုရိုက်ဖို့လေနားထားတာတော်တော်ကြာတယ်အဲ့လိုလာချီဒီဒူးကြောင်လဲပါတယ်ပေါ့နော်လာချီနားပြီးတော့မှဒါပြန်ရိုက်တဲ့ကားလေးပေါ့ဒီတော့မှာဆိုရင်ဒါမေခမယ်ညညီမနှစ်ယောက်ပေါ့လေအဲ့ကိုနေရာကိုဘယ်လိုလေးအဝတ်စားလေးဆင်နေတာဘာလို့ဆိုကိုတွေကနေကစေကြော်ရဲ့အမျိုးသမီးဖြစ်နေတာအဓိကလေအဲ့လိုနေကားလေးနေမှာနေရတဲ့ဟိုပုံစံမျိုးဆိုပေမဲ့အဲ့လိုနေအရန်မကြတာမျိုးဖြစ်ချင်တဲ့အတွက်ပြီးတော့အဲ့ဒီအချိန်တုန်းကလည်းဒါမချူလေးရောဒါရွှေရွှေရောကဟိုစိုင်းလက်ပေါ့နော်ဟန်နီနိုင်လင်းတင်းနဲ့ပဲဒါ join ထားတာဖြစ်တဲ့အတွက်သူတို့ပဲအကုန်စီစဉ်ပေးတယ်ဟိုအဲ့ဒီအချိန်ကလည်းဒါဟိုပကံဘတ်လည်းရောက်နေကြတော့သူတို့ဒီပကံဘတ်ရောက်နေကြတော့ဒါပကံ themes လေးတွေပေါ့နော်အဲ့လိုလေးတွေဒါရွေးချယ်ပြီးတော့မှဝတ်ဆင်ခဲ့တယ်ပေါ့ဆိုတော့ဟိုကြည့်တဲ့အခါမှာလဲသပင်ပုံစံလေးကအစားအရန်ကြီးမြန်မာစံနေရာမျိုးမဟုတ်ပေမဲ့ဟိုကြည့်ရတဲ့အခါမှာချစ်စရာလေးတွေပေါ့နော်ချစ်စရာလေးတွေဖြစ်နေတာချစ်စရာလေးဖြစ်တယ်ဟုတ်တယ်ချစ်စရာလေးဖြစ်နေရလို့မြင်ပါတယ်ဘလူတွေပျော်ခဲ့ရလဲဒီဟိုတယ်ကြီးမှာဒီအိမ်မှာတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီဟိုတယ်ရောက်တော့ပျော်စရာကြီးတွေဖြစ်သွားတယ်ကြောက်ရတယ်ဆိုရင်ပျော်စရာကြီးတော့ဟုတ်ဟိုပါပေါ့ဟိုဒါရွှေတို့အတွက်ကြတော့လေ career တစ်ခုလည်းဟုတ်တယ်ဟိုဘယ်လိုပြောမလဲကိုဝါသနာပါတာနဲ့ထပ်တူကြတဲ့အလုပ်လည်းဖြစ်တဲ့အတွက်ရှူတင်တိုင်းကတော့ပျော်ပါတယ်သို့ပေမဲ့ဒီမှာလည်းရိုက်ရတာလည်းဟာတာလည်းဖြစ်တယ်လို့လာပြီးတော့စုံရတဲ့သူတွေကလည်းအဲ့လိုအရန်ဟိုပျော်နေတတ်တဲ့သူတွေတကယ်ဟိုအပြင်မှာလေဆက်ဆနောက်နဲ့နေတတ်တဲ့သူတွေဆိုတော့လေဟိုပို့ပြီးတော့မှတော့ရှူတင်ကဟိုပျော်စရာရဝန်းလေးတစ်ခုတော့ပို့ဖြစ်ခဲ့တာပေါ့နော်စိတ်ကြော်လို့သွားတယ်ကိုနေဝေးရောဘယ်လိုလေးမြင်လဲသူလည်းဇက်ရုပ်တိုင်လုံနိုင်တယ်သူဒီမှာ fighting သမားလို့ထင်တယ်ဒါပေမဲ့ဆေးစရာနေတာသူကဒါလေးကတစ်မျိုးလေးချိန်သွားတယ်နော်ဟုတ်ဒါရွှေရွှေတော့ယုံကြည်တယ်ဒါဇက်ဖက်တဲ့အချိန်မှာအားလုံးကလည်းလေကိုယ့် character သူ့ character လေအဲ့လိုမျိုးလေးကိုကြိုက်လို့လက်ခံခဲ့ကြတာဖြစ်တဲ့အတွက်ဒီ item လောက်ရတဲ့အခါမှာလည်းဟိုဘယ်လိုရမလဲခုနပြောလို့တယောက်နဲ့တယောက်ကလည်းအပေးယူမျှတာဖြစ်တဲ့အတွက်ဟို character လေးတွေကတယောက်နဲ့တယောက်ပံ့မိုးပေးပြီးတော့မှပိုကောင်းသွားတယ်လို့ရွှေရွှေကတော့မြင်ပါတယ်ဟိုဘယ်လိုရမလဲဟိုနောက်ထပ်
တ်ပေါ့နော်ကျေးဇူးတင်စရာကတော့ဥခင်လိုင်ပေါ့ဒါဥခင်လိုင်အကြောင်းလဲဒါစင်းတော်တော်များများကိုဥခင်လိုင်ကပဲဟိုဒရိုက်တာရောဥခင်လိုင်ရောပေါင်းပြီးတော့မှာပေါ့နော်အဲ့လို guideline ပေးခဲ့လို့ဒါလေဟိုဘယ်လိုရမလဲဟိုတကယ်ကိုရည်ရတယ်ဆိုရဲစင်းလေးတွေဖြစ်သွားပြုတ်သွားတာပေါ့နော်ပြုတ်သွားတယ်ဆိုရဲစင်းတွေဖြစ်သွားတယ်ပေါ့ဆိုတော့ဥက္ကလန်ကိုလည်းကျေးဇူးတင်ရမယ်ဟုတ် ကိုဘယ်လိုလေးကြီးခဲ့ကြလဲဘယ်လိုလေးကျင့်တတ်ခဲ့ရတာလဲဟုတ်ဒီမေခကာရက်တာလေးကလေအဲ့လိုပေါ့ငွေမက်တယ်ငွေမက်ပေမဲ့လည်းယောက်ျားကိုချစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကာရက်တာလေးနှစ်ခုကြားမှာမောင်နှမတွေနဲ့မောင်နှမတွေကြားမှာရောဒီယောက်ျားရဲ့ကြားမှာရောအဲ့လိုပြားများတဲ့ဆင်းလေးလည်းရှိရပေါ့နော်ဆိုတော့ရွှေမြင်ကတော့ဒီမေခကာရက်တာလေးကချစ်စရာကောင်းခဲ့ပါတယ်ဒီပြောခဲ့ဘာလို့အထဲမှာပေးတတ်တယ်ရောတော့ဟာတော့ဟာနဲ့တောက်လျှောက်ဆွဲခေါ်လာတယ်ဒီစိန်ကျော်စိန်မခွန်နဲ့ရုပ်ရှင်ဇာတ်ကားလေးကကြတော့လေအဲ့လိုဟိုဇက်ကလေးနဲ့ပေါ့နော်ဇက်ကလေးနဲ့ဟိုဘယ်လဲစီမျောလိုက်ပါပြီးတော့ item လောက်ရတာဖြစ်တဲ့အတွက်ပရိသတ်တွေကလည်းဒီယုံထဲမှာလည်းကြည်နေနဲ့ကိုသဘောကျကြတယ်ဟိုရှူရှူတို့ဆိုရင်လည်းထားတာပြီးအော်ရတဲ့စင်တွေလည်းအများကြီးရှိရပေါ့နော်ဆိုတော့ဇက်ကလေးကလည်းဟိုဘယ်လိုပြောမလဲဟာတာထဲမှာမှစမ်းနေဆိုတဲ့ဇက်လေးထဲမှာပါတယ်ပေါ့ဟာတာထဲမှာနောက်ထပ်ကြောက်စရာလေးနဲ့ပေါင်းလိုက်တော့ကကြတော့ဟုတ်တယ် horror လေးပါနည်းနည်းပေါင်းဆက်လိုက်တဲ့အခါကျတော့ဒီမထင်မှတ်ထားတဲ့ twist လေးတွေလည်းပါသွားတာပေါ့နော်ဒါပေမဲ့စိန်ကြိုချွဲတဲ့ခန်းလေးတွေကတော့လှတယ်ဟုတ်တယ် director ဥစ္စာအဲ့ဒါလှလေးဖြစ်အောင်ရိုက်ပေးထားလားမှတ်တယ်အဲ့ဒီမှာကိုကြည့်ပြီးဒီကောင်မလေးချစ်စရာလေးဆိုပြီးတော့ဖြစ်ဟိုကပေးတာဖိတ်ခေါ်ပေးပါဦးဒီက9ရက်နေ့တင်တော့မှာဆိုဟုတ်ကဲ့ရွှေရွှေတို့ရဲ့ရုပ်ရှင်ဇာတ်ကားလေးကိုAugust 9ရက်နေ့မှာရုံတင်ပါတော့မယ်ရှင်ဆိုတော့မြန်မာ TV တုံးမှာရုံတင်တဲ့အခါကျရင်လည်းဒါကြည့်ရှုပြီးတော့မှဝေဖန်အကြံပေးကြပါအောင်လို့ပြောချင်ပါတယ်ဆိုတော့ကြည့်တဲ့အချိန်မှာလည်းပျော်ရွှင်မှုတွေအများကြီးရကြပါစေလို့ရွှေရွှေဆုတောင်းပေးချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်